အားလုံးပဲမင်္ဂလာပါရှင် Transform များ speak ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်မကတော့ဒီနေ့မှာတော့ Transform 30နီးလေးအကြောင်းကိုလာရောက်ပြီးတော့မျှဝေပေးခြင်းပဲဖြစ်ပါတယ်ရှင် Transform အကြောင်းတော့တည်သွားပြီဒါဆိုလို့ရှိရင်တော့ Transform 30နီးအကြောင်းလေးကိုလည်းဒီကမိတ်ဆွေတွေအတွက်တည်ဖို့လိုအပ်ပါတယ်တချို့ဆိုလို့ရှိရင် Transform တွေကိုလက်ထက်မှာရှိတယ်ဒါပေမဲ့ဘလို့စေးနှုတ်ထားကိုသုံးရမှန်းမသိဘူးပေါ့နော်အဲ့ခါကျလို့ရှိရင်တချို့တွေဆိုလို့ရှိရင်ကျွန်မရဲ့ Messenger မှာကျွန်မရဲ့ဖုန်းနဲ့ဒီလိုမျိုးလာရောက်ပြီးတော့လည်းမေးကြတယ်ဒါကြောင့်မလို့ Transform သုံးဆွဲတဲ့သူအားလုံးပေါ့နော်သိရအောင်အတွက်ကျွန်မကဒီနေ့အိမ်မှာတော့ Transform သုံးဆွဲတဲ့နှုံးလေးTransform သုံးဆွဲပုံလေးကိုလာရောက်ပြီးတော့မျှဝေပေးခြင်းပဲဖြစ်ပါတယ်ရှင်ဒီဟာဆိုလို့ရှိရင် Transform ဆွမ်းမြေပြင်ဆေးလေးပါသူကတော့တဘာဝမြေပြင်ဆေးဖြစ်ပါတယ်သူမှာဆိုလို့ရှိရင်တော့1000 g ပါဝင်ပါတယ်1000 g ပြီးပါဝင်တဲ့အပြင်ဒီနားမှာဆိုလို့ရှိရင်လည်းကျမတို့တရားဝင်မြန်မာပြည်ရဲ့မှတ်ပုံတင်ကြာပြီးသားမှတ်ပုံတင်နံပါတ်ဒီနားမှာဆိုလို့ရှိရင်လည်းကျမတို့ကတက်တန်းကုံဆုံးရက်ထုတ်လုပ်တဲ့ရက်တက်တန်းကုံဆုံးရက်ဒီပါဝင်တဲ့အပြင်ဒီအခုဆိုလို့ရှိရင်နောက်ပိုင်းဆိုလို့ရှိရင် Transform ဆွမ်းရလေးဒီမြန်မာစာတန်းနဲ့ရိုက်နှိပ်ထားပြီးတော့ထုတ်ဘယ်တော့ကုမ္ပဏီကနေပြီးတော့ထုတ်လုပ်ပေးထားတာပဲဖြစ်ပါတယ်ရှင်ဒီ Transform ဆွမ်းလေးကအမုံဖြစ်တဲ့အတွက်ရင်းနဲ့ချိုးပြီးတော့အသုံးပြုပေးရပါတယ်ကျမတို့ဘာတိနံမဲ့စိုက်မဆိုင်မပြုတ်ခင်မြေပြင်ကြတယ်ပေါ့နော်မြေပြင်တဲ့နေရာမှာကျမတို့ကဒီ Transform ဆွမ်းလေးကိုသုံးပေးမယ်ဘယ်လိုသုံးမလဲဆိုလို့ကျမတို့မဆိုင်မပြုတ်ခင်2ရက်ကြိုတင်ပြီးတော့ဒီ Transform ဆွမ်းလေးကိုရေမှာဖြောပြီးရေနဲ့ဖြောပြီးတော့မြေမှာဆွဆွရွှဲလေးဖြန်းထားပေးခြင်းအပြင်ကိုယ့်ရဲ့မြေတွေကိုပြန်လဲပြီးတော့ကောင်းမွန်လာစေတဲ့ပြီးလို့ရှင်စိုက်လို့ပြီးလို့ကောင်းတဲ့အမြေဖြစ်အောင်ကူညီပေးတယ်ပြီးတော့နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ကျမတို့ကနှစ်ရှည်ပင်နေရာသီစားပင်နေအားလုံးမှာလည်းကျမတို့ကအသုံးပြုလို့ရတယ်သူကအမှုန့်ဖြစ်တဲ့အတွက်ကျမတို့ကအခဲလေးတွေပါလာတတ်တယ်ပေါ့နော်အခဲလေးတွေပါလာတတ်တဲ့အခါပက်ခေါင်းလေးတွေမှာသွားပြီးတော့ပိတ်တတ်တယ်အဲ့လိုမျိုးမပိတ်ရလေအောင်ကိုကဒီလေတစ်ခွက်မှာဆိုလို့ရှိရင်ကျမတို့ကဘယ်လောက်ပမာဏသုံးမှလဲအဲ့သုံးမဲ့ပမာဏလေးကိုရေလေးနဲ့စိမ်ပြီးတော့အရင်ဆုံးရေနည်းနည်းလေးနဲ့စိမ်ပြီးတော့အရင်ဆုံးစိမ်ထားစေခြင်းနဲ့တနားရီလောက်စိမ်ပြီးတော့မှရေလေးခါနဲ့ရောဆက်ပြီးတော့သုံးမယ်ဆိုလို့ရှိရင်တော့ဒီလိုမျိုးပိုက်ကောင်းပိတ်တာတွေမဖြစ်တော့ဘူးပေါ့နော်ကျမတို့ကဘကိုမီအနေထားကိုကြည့်ပြီးတော့ဒီ Transform ကိုဒီ Transform sign လေးကိုဘလို့ဧကသုံးရမလဲဘယ်နဲ့ဧကသုံးရမလဲဆိုတာကိုကိုတိုင်းပဲကျမတို့ကစဉ်းစားရမှာပဲဖြစ်ပါတယ်ဆိုကိုမီကအရန်ကောင်းတယ်ဘာဆိုင်ကိုမီကတီးနှံနေရဖြစ်ထွန်းတယ်ဒါပေမဲ့ကိုကတော့မြေရဲ့အာဟာရကိုဖြည့်တင်းပေးစေတဲ့အကြဒီ Transform sign လေးကိုသုံးဆွဲမယ်ဆိုလို့ရှိရင်တော့9ဧကသုံးလို့ရပါတယ်ရှင်တကယ်လို့ကိုမီကအလဲလက်ပဲရှိတယ်ဆိုလို့ရှိရင်တော့3ဧကသုံးပါမြေကအရန်ညံ့တယ်ဘာဆိုင်အပင်လေးသိနေတဲ့အပင်ပေါက်မမြန်ဘူးအဲ့ဒီလိုမြေတွေအတွက်ဆိုလို့ရှိရင်တော့ဧကကိုတထုပ်သုံးမှာများသုံးလို့လည်းဘာမှမဖြစ်ပါဘူးရှင်သူ့မှာသုံးနိုင်နေလေမြေအတွက်အကျိုးရှိလေးဖြစ်တဲ့အတွက်များသုံးတဲ့အတွက်မြေပျက်စီးသွားမှာတို့မြေထိခိုက်သွားမှာတို့ဒီလိုမျိုးလဲစိတ်ပူစရာမလိုပါဘူးရှင်ကျမတို့ကဘယ်လိုမျိုးဆေးကိုဖြန်းမလဲဆိုလို့ရှင်ဥပမာကိုကဒီစဘာခဲမှာပေါ့နော်ကိုရဲ့မြေကအလဲလက်ရှိတယ်ဒါကြောင့်မလို့ကိုကဒီတထုပ်ကို3ဧကသုံးမယ်ဆိုလို့ရှင်ကျမတို့ကဒီ1ဧကမှာ50 g ထပ်ထည့်မယ်ဆိုလို့ရှင်နော်1ဧကကို4ပုံနှုံဖြစ်တဲ့အတွက်အဲ့20 200 g ကိုပေါ့နော်ကျမတို့ကဆေးကိုသုံးမဲ့ပမာဏလေးရယ်ပြီးလို့ရှိရင်ကျမတို့ရေလေးကိုအနှဲငယ်နဲ့ကျမတို့ကရောဆက်ပြီးတော့တနားရီလောက်ကျိုးစိမ့်မယ်ပြီးလို့ရှိရင်ကျမတို့ကရေလေးခါတန်းနဲ့ရောဆက်ပြီးတော့ကျမတို့တိတ်ကောက်လေးပုံဆူဆူရွှဲလေးဖြန်းပြီးတော့အသုံးပြုလို့ရပါတယ်ပြီးလို့ရှိရင်ကွန်းနေပေါ့နော်ကွန်းပေါင်နေမှာဆိုလို့ရှိရင်15ရက်တစ်ချိန်ကျမတို့ဒီလိုမြေပြင်စိမ့်လေးကိုအသုံးပြုပေးထားလို့ရှိရင်အပင်တန်နှုံးတွေညံတယ်ပြီးလို့ရှိရင်ကွန်းနေပို့ပြီးတော့နှုတ်ပြိုတယ်ပြီးအမြပွားနှုံးကားလို့တဲ့အစာစားတာတွေအရမ်းညံတယ်ခရမ်းကျင်သီးတို့ခရမ်းသီးတို့အဲ့လိုငရုတ်တို့အဲ့လိုမြေပေါင်လေးတွေမှာလည်းကျမတို့ကအသုံးပြုပြီးလို့ရပါတယ်ပြီးလို့ရှိရင်ကျမတို့ကမဆိုင်မပြုတ်ခင်2ရက်ကြိုတင်ပြီးတော့သုံးဆွဲဖို့အတွက်အချိန်မမီတော့ဘူးဆိုလို့ရှိရင်လည်းသုံးဆွဲလို့ရပါသေးတယ်ကိုယ့်ရဲ့အပင်ကပေါ့နော်မြေကြီးကိုအုပ်မသွားဘူးပေါ့နော်အုပ်မသွားသေးဘူးဆိုလို့ရှိရင်ကျမတို့ကဖြန်းလို့ရပါသေးတယ်မြေကြီးကိုအုပ်မသွားသေးခင်ဘာလို့ဖြန်းလို့ရတာလဲဆိုတော့ဒီဟာကမြေပြင်ဆေးပါမြေရဲ့အားဆေးပါမြေကိုပြုပြင်ပေးတဲ့ဆေးပါဒါကြောင့်မလို့အပင်ကိုသွားထိရင်အပင်ကတော့ဘာမှမဖြစ်ပါဘူးဘာမှအန္တရာယ်လည်းမရှိပါဘူးဒါပေမဲ့ကျမတို့ကဆေးကုန်ပါတယ်မြေရဲ့ဆေးဖြစ်တဲ့အတွက်မြေကိုဖြန်းရမယ်ဆေးဖြစ်တဲ့အတွက်မြေကိုဖြန်းတာကတော့ကျမတို့အတွက်ပို့ပြီးတော့အကျိုးရှိတယ်အပင်ကိုသွားဖြန်းလို့ရှိရင်အပင်အတွက်အကျိုးလည်းမရှိဘူးအကျိုးလည်းမရုပ်ဘူးဒါပေမဲ့ကျမတို့အတွက်တော့ဆေးတွေကုန်တဲ့အတွက်ကုန်ကြစိတ်တွေများတယ်ဒါကြောင့်မလို့အပင်အရန်မကြီးခင်မှာကျမတို့ကမြေမှာလိုက်ပြီးတော့ဖြန်းလို့လည်းရပါတယ်နောက်တစ်ခုကတော့လုံးဝတုံးဆက်ဖို့အတွက်အချိန်မပြီးတိုင်းတော့ဘူးအပင်တွေလည်းတိတ်မတက်ဘူးဆိုတော့ရှင်ပလဲလို့စကွဲတို့နဲ့နေပြီးတော့လဲဒီလိုမျိုးအသုံးပြုပြီးလို့ရပါတယ်နှစ်ရှည်ပင်တွေမှာဆိုလို့ရှိရင်ကျမတို့က50 g အထက်ပေါ့နော်50 g အထက်ကိုကျမတို့ဆေးရေလေးကနဲ့ရောဖြတ်ပြီးရောဆက်ပြီးတော့ကျမတို့အပင်ရဲ့ပတ်လည်ကိုတစ်လတစ်ချိန်ဖြန်းထားပေးတင်ပါတယ်တချို့တွေကလည်း gram ကိုဘလို့မျိုးချိန်ရမှာလဲမိတယ်ကျမတို့ကတော့အလွယ်တကူမြင်းကောင်းစတီးစွန်းဟင်းစားစွန်းပေါ့နော်အဲ့လိုတစွန်းဆိုလို့ရှိရင်ကျမတို့က10 cc တို့သတ်မှတ်ပါတယ်အဲ့လို10 g လို့သတ်မှတ်ပါတယ်10 g ကိုကျမတို့ခတ်ပြီးတော့ဒီလိုမျိုးဇုံးကိုရှက်လိုက်တာမဟုတ်ဘဲနဲ့ကျမတို့ကဒီလို
မောင်းမောက်လေးချိန်ပြီးတော့ကျမတို့ကအဲ့ဒါကို10ခဏလို့ကျမတို့ကအကြမ်းပြတ်သတ်မှတ်ပြီးတော့အသုံးပြုပါတယ်ဒီလိုမျိုး50ခဏအထက်ပေါ့နော်အဲ့လိုမျိုးနှစ်စီပြင်းနေမှာဆိုလို့ရှိရင်တော့အပင်ရပတ်ပတ်လဲကိုတစ်လတစ်ခါအသုံးပြုပြီးပေးတင်ပါတယ်စပန်ထွန်းတစ်ထုံမှာဆိုလို့ရှိရင်တော့1000 gram ပါပြီးတော့ကိုယ့်ရဲ့စိုက်ပျိုးမဲ့မြေအနေထားကိုကြည့်ပြီးတော့ကျမတို့ဘယ်လောက်ဘယ်နဲ့ဧကသုံးပါတယ်ဆိုတော့ကတော့ကိုယ်တိုင်ပဲကိုယ့်ရဲ့ကိုယ်တိုင်နဲ့အတူတူကိုယ့်ရဲ့ဝယ်ထားတဲ့ကိုယ်စလဲနဲ့အတူတူကိုကဝယ်ထားတဲ့ကိုယ်စလဲနဲ့တူတိုင်ပင်ပြီးတော့သုံးဆွဲစီစဉ်